အားလုံးပဲမင်္ဂလာပါဒီတစ်ခါကတော့ခုနောက်ပိုင်းလူငယ်တွေက stock market ကို invest လုပ်တာတွေ trading လုပ်တာတွေပိုပြီးစိတ်ဝင်စားလာတဲ့အတွက်ကြောင့်မလို့အဲ့လိုလူမျိုးတွေအတွက် beginner တွေအတွက်အကျိုးရှိမယ်လို့ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကိုလုပ်လိုက်တာပေါ့နော်Momo application ကို download လုပ်ပြီးတော့ဘယ်လို trade တွေကိုစတင်ပြီးတော့ stock တွေကိုစတင် trade ဘယ်လို trade ရမယ်ဆိုတာလေးတွေကိုဒီဗီဒီယိုထဲမှာရှင်းပြထားပေးရပေါ့နော်ပထမဦးဆုံးစာဖတ်သူတွေကို stock market ကိုစတင်ပြီးတော့တည်ကျွမ်းပြီးတော့စိတ်ဝင်စားလာတော့အခိုက်အတန့်မှာပေါ့နော်ဘယ် application ကိုသုံးရမယ်ဘယ် application က safe ဖြစ်တယ်စိတ်ချရတယ်ချဘူးဆိုတာကိုမသိခဲ့ဘူးပေါ့နော်မသိခဲ့တဲ့အခါကျတော့ဟိုထဲမှာရှာဖွေဒီမှာရှာဖွေလိုက်လံရှာဖွေပြီးတဲ့အခါကျတော့စမ်းပြီးတော့သုံးကြည့်ရပါတော့အဲ့တော့ခုနောက်ပိုင်းမှာတော့ platform တွေ application တွေအများကြီးရှိရပါတော့ Momo တခုတည်းမှမဟုတ် Tiger Broker Trading View Mega Trader စရှိသဖြင့်အများကြီးရှိရပါတော့နိုင်ငံအလိုက်အများကြီးရှိရပါတော့ဒါပေမဲ့ကိုက application တခုကိုစတင်အသုံးပြုခင်မှာအဲ့ application ကဘယ်နိုင်ငံရဲ့ application လဲဘယ်နိုင်ငံကလာတယ်ပေါ့နော်ဒီ application က safe ဖြစ်လားမဖြစ်လားကိုအရင်research လုပ်ပြီးတော့မှအသုံးပြုစေချင်တယ်ပေါ့နော်အဲ့တော့အခုဒီဗီဒီယိုထဲမှာတော့စာဖတ်သူအသုံးပြုနေတဲ့ Momo application Momo ကစာလုံးစင်ကာပူ market စင်ကာပူက application ပေါ့နော်အဲ့တော့ဒီမှာလုံးနေတော့ဒီဘက်ဒီ application ကိုပဲအသုံးပြုဖြစ်တာပေါ့ပြုပြတော့ဒီဟာလေးကို share လုပ်ချင်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုလုပ်ပြလိုက်တာပေါ့နော်ဒါဆိုလို့ရှိရင် Momo software ကို download လုပ်ပြီးသွားလို့ရှိရင်ပထမဆုံးမြင်ရမယ့် page ပေါ့အဲ့မှာဆိုလို့ရှိရင်ဒါ account မရှိသေးတဲ့သူတွေကတော့ sign up ကိုရွေးပြီးတော့မှ account ရှိပြီးသားလူကတော့ login ဝင်မှာပေါ့နော် sign up လုပ်တဲ့ခါမှာ email နဲ့ဝင်လဲရတယ်ဒါမှမဟုတ်ဖုန်းနဲ့ဝင်လဲရပါတော့နော် email ဆို email account ပေးလိုက်မယ်ဖုန်းဆိုဖုန်းနံပါတ်ပေးလိုက်မယ်ပေါ့နော်စာလုံးမှာနေတဲ့လူတွေကဖုန်းနံပါတ်ရှိရင်တော့စာလုံးဖုန်းနံပါတ်ပေးရင်ပို့ပြီးတော့မြန်တာပေါ့နော်passport တွေဘာတွေကို setting လုပ်ပြီးရရင်ဆိုလို့ရှိရင်တော့သူကဒီ page ကိုရောက်လာမှာပေါ့နော်အဲ့ page က account ဆိုတဲ့အောက်မှာဆိုလို့ရှိရင် open account ကိုသူကစာလုံးမှာနေတဲ့လူကစာလုံးနိုင်ငံသားလားစင်ကာပူနိုင်ငံသားလားဒါမှမဟုတ်စင်ကာပူမှာအမြဲနေထိုင်နေသူလား PR လားဒါမှမဟုတ်စင်ကာပူမှာအလုပ်လုပ်ပြီးတော့ pass holder တယောက်လားဆိုတာအဲ့ကိုရဲ့ချင်းနေပုံမူတည်ပြီးတော့မှစာလုံးမှာအလုပ်လုပ်နေရသူဆိုလို့ရှိရင် foreigner residing in Singapore ကိုရွေးလိုက်လို့ရပါတော့ရွေးလိုက်ပြီးတော့မှအောက်ကအားသားကြတော့ passport နဲ့ဖွင့်ရတယ်ကို passport နဲ့ဖွင့်ရတယ်ပေါ့နော်passport ရှင် passport နဲ့ဖွင့်ပြီးတော့မှpassport လိုမယ် employment status လိုမယ်ပြီး proof of address တွေပါတယ်လိုမယ်ပေါ့နော်အခါကျတော့မှအောက်မှာသူကလူဟာတွေဖြည့်ပေးဆိုရင်ဒါစချင်းMomoစချင်းဖွင့်လို့ရှိရင်မြင်ရမယ့် page ပေါ့နော်စာဖတ်သူကတော့ဒီမှာ account ရှိပြီးသားဆိုတော့ဖွင့်ထားတဲ့ sub ဖွင့်ခြင်း page ကနေပါပြောပြပေးမယ်ဒီ watch list ထဲမှာဆိုလို့ရှိရင်ဒီ stock market တွေစာလုံးရဲ့ stock market တွေ US မှာရှိတဲ့stock market company တွေဟိုပြထားရပါတော့အဲ့မှာကိုကအခုဆိုဒါဆိုလို့ရှိရင် Apple ရဲ့ဝင်လာလို့ရှိရင် Apple ရဲ့ page ပေါ့နော်သူရဲ့charge တွေကိုပြီးရင်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့market capital ပြီးရင် revenue volume ratio ဘာညာအကုန်လုံးမြင်နေရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီအောက်မှာဆိုလို့ရှိရင်ဒါ option ဆိုတာ option trading လုပ်တဲ့လူတွေလုပ်မယ်ဆိုရင်ဒီ option ဆိုတဲ့ tab လေးကိုနှိပ်ပြီးတော့လုပ်လို့ရတယ်ဒီမှာဆိုဒီ ETF ကကြတော့ဒီ Apple နဲ့ဆက်ဆက်နေတဲ့ ETF တွေပေါ့နော်
အဲ့ ETF တွေကိုလည်းဝင်ကြည့်ပြီးတော့ကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းအဲ့ဟာတော့ trade လို့ရတယ်ပေါ့နော်ပြီးရင် DLCS comments ကတော့ဒါApple user တွေ Apple stock ပိုင်ထားတဲ့လူတွေဝင်ပြီးတော့ comment ပေးထားတာတွေပေါ့နော်မဖတ်လဲရပါဒါရဲ့ပြီးရင်ဒါ news Apple နဲ့ပတ်သက်တဲ့ news တွေသတင်းတွေဒီဟာ company ကကြတော့ Apple ရဲ့ financial status တို့ shareholders တို့ပြီးရင် dividend profile ဘာညာတွေကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်ဒီကဝင်ပြီးဖတ်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်Apple company overview ဆိုလို့ရှိရင် Apple ကဘာလုပ်တယ်ဆိုတော့Apple company ကဘာလုပ်တယ်ဆိုတာကိုသူကရေးပေးထားတယ်ပေါ့နော် Apple engagement that design manufacturer ပါပြီးရင်သူ့ရဲ့ company ရဲ့ဘယ်နိုင်ငံမှာရှိတဲ့ company လဲပေါ့နော်ဘာညာပြီးလို့ရှိရင် employee ဘယ်နှယောက်ရှိတယ်ဆိုတာအစသူကရေးပေးထားတယ်ပေါ့နော်ဒီ overview ထဲမှာဆိုလို့ရှိရင်ပြီးရင် dividend ဆိုလို့ရှိရင်လည်းဒီမှာဒီစိတ်ကြည့်လို့ရတယ်ပေါ့နော်ဒီဟာဆိုလို့ရှိရင် let's ex dividend ဆိုလို့ရှိရင် August 10 ရက်နေ့မှာသူကannounce လုပ်ပြီးသွားပြီJuly 31မှာ announce လုပ်ပြီးတော့ August 13မှာဆိုလို့ရှိရင်ပေးပြီးသွားပြီပေါ့နော်ဒါlet's dividend တွေဟာတွေပါအကုန်လုံးကိုသူကပြထားတယ်ပေါ့နော်အဲ့တော့ဒါကကြတော့ watch list မှာမြင်ရတဲ့ဟာပေါ့နော်ဒီပြီးရင် Tesla စာလုံး company ဆိုလို့ရှိရင်လည်း SRA ရှိမယ် DBS ရှိမယ်ဒီ watch list အပြင်ဒါကြတော့သူကဆက်ဖွင့်ခြင်းမဟုတ်လို့မြင်ရတဲ့သူအပ်ပေးထားတဲ့ဟာတွေပေါ့နော်အဲ့ဟာမှာကိုကထပ်ပြီးတော့အပ်ချင်တဲ့ဟာတွေရှိရဆိုလို့ရှိရင်ဥမာNvidia မဟုတ်ပါလေSPY စာ SPY ကကြတော့ S&P 500ဒါတွေထပ်အပ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့အသေးပုံဟာလေးပေါ့နော်အသေးပုံဟာလေးကိုအသေးပုံနဲ့ plus ဟာလေးကို touch လုပ်ပြီးတော့အပ်လိုက်လို့ရတယ်ပေါ့နော်ပြီးရင် SPY ရှိမယ်ပြီးရင် QQQ etc ပေါ့နော်အဲ့ဒါတွေနှိပ်ပြီးတော့အဲ့လိုမျိုး Invesco ProShare Nasdaq 100 Index အစရှိတဲ့ပြင်အဲ့ဒါလေးကိုဒီညာဘက်တောက်မှာရှိတဲ့အသေးပုံလေးကိုထည့်ပြီးနှိပ်ပြီးတော့လေအဲ့လိုရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်လိုမျိုးအဲ့လိုက်လို့ရှိရင်ကိုယ့်ရဲ့ watch list ထဲမှာသူကပေါ်လာလိမ့်မယ်ဒီထဲမှာဆိုခုနဆိုလို့ရှိရင်Apple ရဲ့အပေါ်မှာဘာမှမရှိဘူးလေအခုကျတော့ဒီ Apple ပေါ်မှာခုနအထား SPY နဲ့ကျူဆိုတာတက်လာပေါ့နော်ဒါကကြတော့ watch list ကိုကြည့်နေဒီကဒါက market ပေါ့နော် market ကကြတော့ overview ပေါ့နော်ခု Nasdaq Dow Jones S&P 500တွေရဲ့လက်ရှိstock market အခြေအနေတွေကိုပြတာပေါ့နော်ဒီအောက်မှာဆိုရင် future တွေရှိမယ် commodities တွေရှိမယ်overview မကြည့်ပေမဲ့ US ကဟာကိုပဲကြည့်ချင်တယ်ဆိုလို့ရှိရင်လည်း US tab တင်ကိုနှိပ်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော် SG Korea etc အဲ့လိုမျိုးရှိရပေါ့နော်ဒီဟာကတော့အကောင့်ကကြတော့ကိုအကောင့်ဖွင့်ပြီးလို့ရှိရင်မြင်ရမယ့်ဟာပေါ့နော်ကိုအကောင့်ခဏနေစာဖတ်သူရဲ့အကောင့်နဲ့ပြပေးပါတော့နော်ဒါကတော့ wealth ကကြတော့ဒါကိုရဲ့ဒီဒါလည်းနောက်ကျရင်အကောင့်နဲ့ပြပေးပါမယ်ပြီးရင်ဒါ discover စရှိဖြစ်နေပါတော့အဲ့တော့ watch list ထဲရောက်ပြီးလို့ရှိရင်အဲ့မှာကိုကtrade လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ Apple ကိုသွားမယ် Apple ကိုသွားပြီးတော့မှပထမဆုံးဒီ trade ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ paper trade ကကြတော့ဒါကြတော့ trade ပေါ့နော်ဒါပေမဲ့ paper နဲ့ trade တာဆိုတဲ့ခါကျတော့တကယ်ကိုဆက်ချင်း beginner အနေနဲ့ဆက်ချင်းတုံးကြည့်ခြင်းနဲ့လုပ်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်သုံးတဲ့ဟာပေါ့နော်သူကတကယ်ကိုပတ်စံမန်းနေမဟုတ်ဘဲနဲ့ဒီ paper money နဲ့ trade တာပေါ့နော်အဲ့မှာဆိုလို့ရှိရင်အဲ့ဒါနှိပ်လိုက်လို့ရှိရင်အဲ့ဒါ
နှိပ်လိုက်လို့ရှိလို့ရှိရင် quantity ဒါဆိုလို့ရှိရင်မှမြင်ရမှာဆိုလို့ရှိရင် Apple ရဲ့ buy နဲ့ sell price ရှိရယ် buy နဲ့ Apple ရဲ့ stock ကိုဝယ်ခြင်းနဲ့ဆိုလို့ရှိရင် buy ကိုနှိပ်ပြီးတော့ရှိတဲ့ဟာကိုရောင်းခြင်းနဲ့ဆိုလို့ရှိရင် sell ကိုနှိပ်မှာပေါ့နော်အဲ့မှာ session မှာဆိုလို့ရှိရင် तू က pre post market ဆိုတာရှိမယ် regular trading hour ဆိုတာရှိမယ်အခုက US မှာကညချိန်မနေ့ညချိန်ရောက်နေတဲ့အတွက်ကြောင့်မို့trading မလုပ်တော့ဘူးเนาะ trading အဲ့ pre post market ဆိုတာကြတော့မှာဆိုလို့ရှိရင်ရေးထားတယ်4 to 20 Eastern time ဆိုတော့အဲ့ဒီချိန်တွေကကြတော့ US ကဒါ pre post market ချိန်တွေပေါ့เนาะအဲ့တော့ဥမာစာလုံးဒီချိန်ပေါ့เนาะဒီလိုချိန်တွေဆိုလို့ရှိရင် US မှာ trade မလုပ်တော့ trade မလုပ်တဲ့ဟာကို pre post market လို့ပြောမှာပေါ့เนาะregular trading hour ကြတော့ဒါUS မှာ trading လုပ်နေတဲ့အချိန်ပေါ့เนาะ US မှာ trading လုပ်နေတဲ့အချိန်မှာဝယ်ခြင်းလဲဆိုလို့ရှိရင် regular trading hour ဆက်ထားလို့ရတယ်။ဒါမှမဟုတ် US မှာ trading မလုပ်တဲ့အချိန်အခုချက်ချင်းဝယ်ခြင်းလဲဆိုလို့ရှိရင်เนาะဒါနဲ့ session ဒီဟာလေးကိုလုပ် click ထားလို့ရတယ်ပေါ့เนาะ။အဲ့မှာ order type ဆိုလို့ရှိရင် limit market stop limit stop market အစရှိရပါတော့ဒါတွေကနောက်ကျမှအသေးစိတ်ဗီဒီယိုတစ်ခုနဲ့ထပ်ပြောပြပေးမှာเนาะခုပြောလို့ရှိရင်ရှည်သွားမှာဆိုတော့အဲ့တော့ဒီမှာဆိုဒါ314.5ဆိုတာဒါလက်ရှိprice ပေါ့เนาะအကယ်၍ကိုကဒီ price မလို့ခြင်းမင်းနဲ့ဒီ market price မဟုတ်ဘဲနဲ့ဒီ market price ထက်နည်းတဲ့ဟာနဲ့ trade ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာ price လေးကိုပြင်ပြီးတော့ trade လို့ရတယ်ပေါ့နော်။ဥပမာ310ဆိုလဲ310ပေါ့။အဲ့လိုနှိပ်ပြီးတော့မှ quantity ကကိုကဘယ်လောက်ဝယ်ခြင်းလဲပေါ့နော်။ဝယ်ခြင်းလဲဆိုလဲဝယ်ခြင်းဘယ်လောက် quantity ဘယ်နှခု stop ဘယ်နှခုဝယ်ခြင်းလဲ5ခုဆို5ခုအစရှိဖြစ်နေပြီပေါ့နော်။အဲ့လိုရေးလိုက်အမောင်းလေးကြာလာမယ်။ပြီးရင် timing force ကကြတော့ဒီမှာ D ရှိမယ် GTC ရှိမယ်ပေါ့နော်။အဲ့ရမျိုးကမှဒါလေး buy ဆိုတော့နှိပ်လိုက်လို့ရှိရင်သူက order ကတက်သွားပြီပေါ့နော် order တက်သွားပြီမှာဆိုဒီအောက်မှာဆိုလို့ရှိရင်မြင်နေရပါတော့ open order ပေါ့နော် open order ကကြတော့သူက status မှာ buy ဆိုတာဟာလေးရရှိရဲကိုကဝယ်တဲ့အတွက်ကြောင့်မလို့ buy ဆိုတာမြင်ရတယ်ပြီးတော့ working ဆိုတာသူကဒီ order ကိုလုပ်နေတော့ပေါ့နော်ပြီးတော့မှ Apple symbol ကပါလဲ Apple ကို price က310 quantity က5ခုနဲ့ order လေးကတက်သွားပြီပေါ့နော်အဲ့လိုမျိုးဝယ်ပြီးတော့ရောင်းကြတာပေါ့နော်ဒါကတော့ paper trade နဲ့ပြတာပေါ့အကယ်၍ကိုရဲ့အကောင့်ထဲမှာပတ်စံရှိပြီးသားမို့လို့တကယ်ဝယ်မယ်ရောင်းရှင်တယ်ဆိုလို့ရှိရင်တော့တကယ် trade ကိုနှိပ်ပြီးတော့လုပ်ပေးရမှာပေါ့နော်ဒါနောက်မှစာဖတ်သူရဲ့အကောင့်ဖွင့်ထားပြီးသားဟာနဲ့ပြပေးပါပေါ့နော်ဒါကတော့လောလောဆယ်ဒီမမရဲ့ stock တွေကို watch list တွေစချင်းမြင်ရမယ့်ဟာတွေဝယ်ရရောင်းတဲ့ဟာတွေကိုဘယ်လိုလုပ်လဲဆိုတာကိုအစမ်းပြပေးတာပါဒါဆိုလို့ရှိရင် Nvidia ဆိုလဲထုံးစံတိုင်းပဲပေါ့နော်သူ့ရဲ့ charge ကဒါလက်ရှိ charge ပေါ့ဒါက1 year ဆိုတာနဲ့ပြတာအကယ်ကိုက year to date နဲ့ကြည့်ချင်လဲရတယ်ဒါမှမဟုတ်3လပေါ့နော်3လဆိုတာပြီးခဲ့တဲ့လက်ရှိနဲ့ပြီးခဲ့တဲ့3လအတွင်းမှာမြင်ရတဲ့ charge ပေါ့နော် charge ရဲ့အခြေအနေအကယ်၍ကိုကဒီပုံစံမမြင်ခြင်းပဲနဲ့ candle ဆိုတော့ area ပုံစံမဟုတ်ဘဲနဲ့ candle နေနဲ့တွေ့ချင်တယ်ဆိုလို့ရှိရင်လည်းဒီအောက်မှာမြင်ရတဲ့ဟာလေးကို tap လုပ်ပြီးတော့ဒီ max ဘေးနားမှာရှိတဲ့ candle ပုံစံဟာလေးကိုတက်ပြီးတော့ကိုကြိုက်တဲ့ပုံစံလေးပြောင်းပေးလို့ရပါတော့ hollow candle ဒါမှမဟုတ် euro candle ဒီဘာကန်တယ်အစရှိသဖြင့်ပြောင်းလို့ရတယ်ပေါ့နော်များသောအားဖြင့်ကတော့ကန်တယ်တွေကိုပဲသုံးပြီးတော့အတက်ချကြည့်ကြတယ်ပေါ့နော် stock တွေရဲ့ချီနေပေါ့နော်ဒါကတော့charge ကိုဘယ်လိုကြည့်ရဆိုတာကိုပြောပြပေးတာပေါ့နော်ဒါလည်းသူ Nvidia လည်းထုံးစံတိုင်းသူမှာ option trading ရှိတယ် option trading ရှိရ ETFs ကကြတော့ Nvidia နဲ့ဆက်နေတဲ့ETF တွေပေါ့နော်ဒီမှာဆိုလို့ရှိရင် Granite Shares တို့T-Rex တို့GMAX အစရှိသဖြင့်ပေါ့နော်အဲ့ဒါတွေရှိပြီးတော့ကိုက
စိတ်ဝင်စားလို့ဝင်ကြည့်ခြင်းလည်းရတယ်ပေါ့နော်ဒါဆိုလို့ရှိရင် Granite Shares တဲ့ဝင်ကြည့်လိုက်လို့ရှိရင်သူကပါလဲပေါ့နော်ဒီမှာဆိုတော့သူ့အောက်မှာဆိုလို့ရှိရင် option ရှိမယ်သူ့ရဲ့news တွေဖတ်လို့ရတယ် fan ကပါလဲပေါ့နော်ဒီ fan ကဘယ်လိုဟာမျိုးလဲပေါ့နော်သူ့ရဲ့ holdings တွေပါလဲဆိုတာကိုလည်းကြည့်လို့ရပါတော့ holdings ထဲမှာဆိုလို့ရှိရင် Nvidia ရဲ့ equity swap ပါညာပေါ့နော်ပြီးရင်သူ့ asset breakdown တို့ sectors ပြီးရင် region sector ဘာ sector လဲ financial service technology ပြီးရင် region ကဘယ်နေရာမှာ United States အဲ့လိုမျိုးပေါ့နော် dividend ဘာညာလဲကြည့်လို့ရပါပေါ့နော်ပြီးရင် overview ထဲမှာဆိုလို့ရှိရင်ဒီ ETF ကဘာလုပ်တာလဲဆိုတာကိုလည်းမဝင်ဖတ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆက်ရှိသဖြင့်ဒါပြီးရင်တော့ဒါတော့Nvidia ပြန်ရောက်လာပါပြီပြီးရင်Nvidia ခုနအတိုင်းပဲเนาะ revenue ရှိမယ် net income ဘာညာလဲအသေးစိတ်ဖတ်လို့ရပါတယ်ဒါတွေကတော့ဒါဒီ stock တစ်ခုဝယ်တော့မယ်ဆိုလို့ရှိရင်ဒါတွေကိုဖတ်ကြည့်ပြီးလေ့လာကြည့်ပြီးတော့မှဝယ်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်မှာဆိုလို့ရှိရင်ဒီဟာကို trade တာလည်းအတူတူပဲပေါ့နော် paper trade လောလောဆယ် paper trade နဲ့ပေါ့ပြပါမယ်ဒီခါတော့ Nvidia ကို sell လုပ်တာကိုပြပေးမယ်နော်ဒီကဆိုလို့ရှိရင်အခုနာက pre post market နဲ့ဆိုတော့အခု regular trading hours နဲ့ပြပေးမယ်နော်regular trading hours ကကြတော့ US က market စဖွင့်တဲ့အချိန်မှာအလုပ်လုပ်မယ်ဟာမျိုးပေါ့နော်ကိုကဒီ Nvidia ငါ stock share 5ခုကိုရောင်းချင်တယ်ဒီ US market အလုပ်လုပ်တဲ့အချိန်မှာရောင်းချင်တယ်ဆိုလို့ရှိရင်ကိုကအခုချိန် order တင်ထားလိုက်လို့ရှိရင် order ဒီ US market စဖွင့်တဲ့အချိန်မှာသူကတက်သွားမှာပေါ့နော်ပြီးရင်ဒီမှာ price ရှိမယ် quantity က5ခုထည့်ခြင်းနဲ့ဆိုလို့ရှိရင်5ခုထည့်ပြလိုက်ပြီးရင်ဒီ time force ကတော့များသောအားဖြင့်ဒီပဲထားကြပါနော်ပြီးရင်မှာ sell ဆိုလို့ရှိရင်နှိပ်ပေးလိုက်လို့ရှိရင် order တက်သွားပြီ order တက်သွားတဲ့ခါကျတော့ခုနက Apple ပိုင်ထားတဲ့ဟာ order တစ်ခုရဲ့အခု Nvidia ရဲ့ရောင်းထားတဲ့ဟာတစ်ခုရဲ့ order နှစ်ခုတက်နေရပါတော့အကယ်၍ကိုကရောင်းလိုက်ဝယ်လိုက်တဲ့ price ကသူ့ market price နဲ့သွားတွေ့ပြီးတော့အဆင်ပြေသွားရဆိုလို့ရှိရင် failed or cancel fail ဖြစ်သွားတယ်ပေါ့နော် fail ဖြစ်သွားတော့အဲ့မှာကိုမှ position တွေတက်လာတော့မြင်ရလိမ့်မယ်ပေါ့နော်ကောက်ဖွင့်ပြီးတဲ့အခါမှာ deposit ကိုနှိပ်ပြီးတော့ပတ်စံကိုသွင်းလို့ရရပေါ့နော်စပြီးတော့သွင်းလို့ရပြီးတော့စသွင်းပြီးတော့ trade လို့ရပါပြီဒါဆိုလို့ရှိရင်အဲ့ trade account ရဲ့ဘေးမှာ discover ဆိုတဲ့ဟာမှာကြည့်လိုက်လို့ရှိရင်တော့ကိုယ့်ရဲ့account နဲ့ပတ်သက်ပြီးတော့ news တွေဖတ်လို့ရတယ် community ရှိမယ် chat တွေရှိမယ် text နဲ့ community ကတော့မှုအသုံးပြုနေတဲ့လူတွေသုံးတဲ့နေရာပေါ့နော် community မှာတော့လူမှုအသုံးပြုတဲ့လူတွေpost လုပ်တဲ့စာတွေဖတ်လို့ရပါတော့ chat ကကြတော့မှုအသုံးပြုနေတဲ့လူတွေ sharing လုပ်တဲ့စကားchat လုပ်ထားတဲ့ဟာတွေကိုဟိုမှာမှုအသုံးပြုပြီးတော့မှကိုကတခုနားမလည်တာရှင်အဲ့ chat ထဲဝင်ပြီးတော့လည်းမေးလို့ရပါတော့အဲ့မှာနောက်တစ်ခါကျတော့ learn ရဲ့အောက်မှာတော့ learn ကကြတော့ကိုကမှုရဲ့ platform ကoption အကြောင်းတွေstock market အကြောင်းတွေလေ့လာခြင်းလို့ရှိရင်အဲ့ learn နဲ့ဝင်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်ဒါကတော့ free တွေပါ free လေ့လာလို့ရတဲ့ဟာတွေပါပြီးရင် paper trade trade ကတော့စတင်ပြီး trade ဖို့အတွက်tab လေးတစ်ခုပေါ့နော်ဒါဆိုရင်ဒါstop တစ်ခုကိုဝယ်ပြခြင်းလို့ပေါ့နော်ဒါဆိုရင်ဒါ DBS stock ပေါ့ DBS stock မှာဆိုလို့ရှိရင် order type ကကြတော့သူကဘယ်လို order မျိုးစားနဲ့သူကဝယ်ချင်တာလဲဆိုတော့ပြတယ်။မှာဆိုလို့ရှိရင် basic order တွေမှာဆိုလို့ရှိရင် limit market order ဆိုရရှိရယ် DBS က lot တစ်ခုမှာဆိုလို့ရှိရင် share အခု100ပဲပါတဲ့ lot ရှိရပါတော့။အဲ့တော့ limit နဲ့ market ကအခု100ဝယ်မှဒီ order type နဲ့တင်လို့ရတယ်။အကယ်၍အခု100မဝယ်ခြင်းကိုက50 20စသဖြင့်fraction တွေကိုဝယ်ခြင်းလဲဆိုလို့ရှိရင်တော့ all lot ကိုသုံးလို့ရတယ်။အဲ့မှာ all lot မှာ
50ဆို50ပေါ့နော် quantity ကို50နှိပ်ပြီးတော့buy sell လုပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်း market price နဲ့ဆိုလို့ရှိရင်သူက share ခုတစ်အောင်မှာ buy sell လုပ်လို့ရတယ်ပေါ့နော် limit ဆိုလို့ရှိရင်လည်း limit မှာကိုရောင်းချင်တဲ့ limit 85ရောင်းမှရောင်းချင်တဲ့ဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းသူကအဲ့လိုမျိုးဒီ price မှာရေးပြီးတော့ကိုလိုချင်တဲ့ပမာဏရေးပြီးတော့ buy sell လုပ်လို့ရပါတော့ buy လုပ်လိုက်လို့ရှိရင်အမှကိုလိုချင်တဲ့ပမာဏ quantity အကုန်ဖြည့်ပြီးသွားတဲ့အခါမှာ buy ရောင်းချင်buy ကိုနှိပ် လုပ်ချင် sell ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ဝယ်ရောင်းလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ဒီ DBS ရဲ့ဝယ်ရောင်းပုံစံလေးကိုလုပ်ပြထားတာပေါ့နော်စာဖတ်သူရဲ့မူရင်းအကောင့်နဲ့ဒါကတော့ Momo application ကိုဘယ်လို download လုပ်ရတယ် account ဘယ်လိုဖွင့်ရတယ် trade stock တစ်ခုကိုဘယ်လို trade ရတယ်ဆိုတာကို beginner လေးတွေအဆင်ပြေသုံးသပ်အောင်လို့လုပ်ပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပုံမူပြီးတော့ detail ကြတဲ့ stock market အကြောင်းတွေကိုပို့ပြီးတော့ share လုပ်ပေးခြင်းပါတယ် share လုပ်ပေးဖို့လည်းစဉ်းစားထားပါတယ်အဲတော့ဆက်လက်ပြီးတော့လည်းအားပေးကြည့်ရှုကြပါဦးလို့